哈利路亚，偏心高မြတ်တယ်နှစ်တိုင်းတစ်နှစ်မှာတစ်ကြိမ်မိခင်များနေ့ကျင်းပဖို့ရန်ကဘာမှာနော်ကဘာနဲ့အဝမ်းပေါ့နော်တတ်မှတ်ထားတဲ့နေ့ရက်မှာကျမအနေနဲ့ယူစင်ထာမှာလာရောက်ပြီးမှမိခင်များနဲ့ပတ်သက်တဲ့မိခင်များကိုဂုဏ်ပြုတဲ့အကြောင်းအရာတွေမိခင်တွေရဲ့အရေးပါပုံမိခင်တွေဘလောက်ဖျားရှင်ကောင်းကြီးပေးတယ်ဆိုတဲ့ကျမ်းစာတွေကမိခင်တွေအကြောင်းကိုပြန်လည်ပြီးမှဝေငါတက်သိခံခွင့်ရလို့ဖျားရှင်နာမကိုထူပဲချီးမွမ်းနေကျေးဇူးတင်နေဒီကနေ့မှာအထူးပဲကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်လေးဖတ်ချင်ပါတယ်တုတ်တန်ကျမ်းအခန်းကြီး31အငယ်30တီလာနှင့်ပြည့်စုံသောမိန်းမကိုအဘယ်သူတွေ့ရသနည်းထို့သောမိန်းမသည်ဗရမ ्या ထက်အဖိုးသာ၍ထိုက်ပေ၏နောက်ကျမ်းပိုက်ကတုတ်တန်31အငယ်28 29 30ပြင်းရခြင်းအစာကိုမစားတတ်သူဤသားသမီးတို့သည်ထ၍အမိကိုကောင်းကြီးပေးတတ်ကြ၏သူဤခင်ပွန်းကလည်းလူမျိုးသမီးအများတို့သည်ကောင်းမွန်စွာပြုကြပြီတို့ရာတွင်သင်သည်ထိုသူအပေါင်းတို့ကိုလွန်ကဲပြီဟုသူကိုချီးမွမ်းတတ်၏အငယ်30ယင်ကျေးသောအရာသည်လက်စားခြင်းနှင့်ရှင်တတ်၏လှသောအစင်းသည်လည်းအချီးနှီးဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကားချီးမွမ်းခြင်းကိုခံရလိမ့်မည်ဒီမှာတုတ်တန်31အငယ်30မှာတီလနဲ့ပြည့်စုံသောမိန်းမကိုတဲ့အဘယ်သူတွေ့ရမလဲတဲ့နော်အဲ့ဒီလိုမိန်းမမျိုးကဗတ္တများထက်အဖိုးသာ၍ထိုက်တယ်ဆိုတော့မိခင်တိုင်းကတော့သားသမီးအနေနဲ့ဆိုရင်မိခင်တိုင်းကိုယူတည်ရမယ်လေးစားရမယ်ဒါပေမဲ့ဖယားပြောတဲ့ဗရမ ्या ထက်သာ၍တန်ဖိုးကြီးတဲ့မိခင်ကတီလနဲ့ပြည့်စုံသောမိန်းမဖြစ်တယ်ပြန်ပြောရအောင်ဘယ်လိုမိန်းမလဲတီလနဲ့ပြည့်စုံသောမိန်းမဆိုတော့မိခင်တိုင်းကိုတော့သားသမီးကယူတည်ရမယ်မိခင်တိုင်းကိုတော့သားသမီးကပြုစုရမယ်ကျွေးမွေးရမယ်ဘယ်လိုပဲမိခင်မကောင်းသည်ဖြစ်စေကောင်းသည်ဖြစ်စေပြုစုရမယ်ဒါပေမဲ့ဒီကျမ်းစာထဲမှာပြောတဲ့ဗတ္တများထက်သာ၍အဖိုးထိုက်တန်တယ်ဆိုတဲ့မိခင်ကဘယ်လိုမိခင်လဲဆိုတော့တီလနဲ့ပြည့်စုံတဲ့မိန်းမတီလနဲ့ပြည့်စုံတဲ့မိခင်ကွဲပြအောင်ကျွန်မပြောမယ်နော်ဟိုတောင်တနေရာမှာမိခင်ဆိုတိုင်းလဲကောင်းတဲ့မိခင်လည်းရှိတယ်လို့မကောင်းတဲ့မိခင်လည်းရှိတယ်လေဟိုတောင်တနေရာမှာအရက်တွေတောက်စားဖဲတွေရိုက်လင်ယောက်ျားမသိအောင်ပိုက်ဆံတွေကိုအမျိုးမျိုးသုံးတခြားယောက်ျားနဲ့ဖောက်ပြန်အဲ့ဒီလိုမျိုးမိခင်လည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီလိုမိခင်ကိုဗတ္တများထက်ထိုက်တန်တဲ့မိခင်လို့မခေါ်ပါဘူးကျမ်းစာထဲမှာတိတိကျကျပြောပါတယ်တီလနဲ့ပြည့်စုံသောမိန်းမလို့ပြောတယ်ဟာလေလုယာနံပါတ်1အနေနဲ့ကျမတို့ဗတ္တများထက်ထိုက်တန်သောမိန်းမဆိုတာကဘာလဲဆိုတော့တီလနဲ့ပြည့်စုံရမယ် prudent wife နော်တီလနဲ့ပြည့်စုံတဲ့မိန်းမဖြစ်တယ်သူမှာအကျင့်စရိတ္တရှိတယ်ပြီးလို့ရှိရင်ဒီတုတ်တန်အခန်းကြီး31ပဲအငယ်30မှာပြောလဲဆိုတော့ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကားချီးမွမ်းခြင်းကိုခံရလိမ့်မည်တဲ့ဆိုတော့ဗရမ ्या ထက်သာ၍ထိုက်တန်သောမိန်းမဆိုတာကထာဝရဘုရားကိုကြောက်ရွံ့တဲ့မိန်းမဖြစ်တယ်နံပါတ်1တီလနဲ့ပြည့်စုံသောမိန်းမဒီဗရမ ्या ထက်ပို၍အဖိုးထိုက်တန်တယ်ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမတိုင်းကထာဝရဘုရားကိုကြောက်ရွံ့ချင်မှကြောက်ရွံ့မယ်လှုပ်ချင်တာလှုပ်နော်ငါတို့ဘာဖြစ်ဘာစီးပွားရေးလှုပ်ငါတို့ပိုက်ဆံရရင်တော်ပြီငါတို့ဖျားငွေတွေစားမယ်ငါတို့ကြိုက်တယ်လို့နေမယ်ငါတို့ဖြစ်တယ်လို့နေမယ်ငါတို့အဲ့ဒီလိုမျိုးမိန်းမကိုတော့ထာဝရဘုရားကိုကြောက်ရွံ့တဲ့သူစည်ရင်းထဲမှာထည့်လို့မရအောင်ထာဝရဘုရားကိုကြောက်ရွံ့တဲ့မိန်းမသည်ချီးမွမ်းခြင်းကိုခံရမယ်တဲ့ဟာလေလုယာဟာလေလုယာဆိုတော့တီလနဲ့ပြည့်စုံတဲ့မိန်းမထာဝရဘုရားကိုကြောက်ရွံ့တဲ့မိန်းမကိုကျမတို့ကဘလို့တတ်မှတ်တယ်လဲဆိုတော့ကျမ်းစာထဲမှာဗတ္တများထက်
တာ၍အဖိုးထိုက်တယ်လို့ပြောတယ်ပြီးလို့ရှိရင်ပေတရုပထမစာဆောင်အခန်းကြီး3အငယ်3-4မှာပေတရုပထမစာဆောင်အခန်းကြီး3အငယ်3-4မှာသင်တို့၌တစားဆင်ခြင်းမူကားသင်တို့၌တစားဆင်ခြင်းမူကားစပင်ကြစ်ခြင်းရွှေစင်ခြင်းအဝတ်ဝတ်ခြင်းတည်ဟူသောအပြင်တစားဆင်ခြင်းမဖြစ်စေဘဲဖျားသခင်ရှေ့မှာအဖိုးများစွာထိုက်သောနူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသောမဖောက်ပြန်မပြည့်စည်တတ်သောတစားဆင်ခြင်းရှိသောစိတ်နှလုံးဤအတွင်းလူဖြစ်စေကြလောတဲ့ဘာလို့လဲဆိုတော့အမျိုးသမီးတိုင်းကအလှပြင်ခြင်းတယ်နော်အမျိုးသမီးတိုင်းကလှခြင်းတယ်အပြင်တစားဆင်ခြင်းကိုဦးစားပေးတတ်တယ်ကျမတို့ကအပြင်တစားဆင်ခြင်းလုံးဝဂရုမစိုက်ဘူးလို့မပြောလို့ဘူးအပြင်တစားဆင်ခြင်းသည်မိမကောင်းမိမမြတ်တယောက်ကညစ်ညစ်ပတ်ပတ်နဲ့လူကြားထဲကိုသွားလို့မရဘူး decently နော်တတ်တရရတော့ဝစ်စင်ရမယ်တတ်တရရတော့ဖြစ်ရမယ်ဒါပေမဲ့မိမတိုင်းကအပြင်ပန်းတရံပဲအလှပြင်ပြီးမှအတွင်းပိုင်းမှာဖယားကြည့်မြင်တဲ့အပိုင်းဖယားကကြည့်ရှုတဲ့အပိုင်းဖြစ်တဲ့ကျမတို့ရဲ့အတွင်းလူကိုအတွင်းလူမိမတိုင်းကတတိထားရမှာကအပြင်ပန်းတရံအလှပြင်ခြင်းကကျမသင်တန်းမပေးတတ်ဘူးကျမအလှပြင်သင်တန်းလည်းမတက်ဘူးအမျိုးသမီးတိုင်းကဒီအလှပြင်နည်းကိုသိကြတယ်သင်တန်းတက်မတက်ဘာလို့လဲဆိုတော့သူများဒီလိုအလှပြင်ကိုလည်းပြင်မယ်ပေါ့သူများဒီလိုဝင့်ကိုလည်းဝင့်မယ်စသဖြင့်မိတ်ကပ်တွေလည်းအားလုံးအခုခေတ်မှာအလှပြင်နည်းကတိတ်သင်တန်းပေးစရာမလိုဒါပေမဲ့ဒီမှာကျမ်းစာထဲမှာဗာပြောလဲဆိုတော့သင်တို့ရဲ့တစားဆင်ခြင်းနဲ့အပြင်ပန်းတစားဆင်ခြင်းကိုပြောတာနော်အပြင်ပန်းစပင်ချစ်ခြင်းရွှေစင်ခြင်းအဝတ်ဝတ်ခြင်းဆိုတဲ့အပြင်တစားကိုပဲဦးစားပေးဖို့မဟုတ်ဘူးဗတ္တများထက်တာ၍ထိုက်တန်သောမိမမိခင်လို့ပြောရင်သူဒီအပြင်ပန်းကိုပဲဂရုစိုက်တဲ့မိမမဖြစ်ရဘူးဘလို့ fashion ကြောက်အောင်ဝတ်မလဲဘလို့ဖနက်ဝတ်မလဲဘလို့ဖနက်စီးမလဲဘလို့အလှပြင်မလဲဒါကအရေးကြီးတယ်ကျမကအရေးမကြီးဘူးလို့မပြောဘူးဒါပေမဲ့အပြင်ပန်းတစားဆင်ခြင်းကိုပဲကြည့်ရှုပြီးမှအတွင်းလူကိုမပြုစုတဲ့မိန်းမကဗတ္တများထက်ထိုက်တန်တဲ့မိန်းမစရင်ထဲမှာမဝင်နိုင်ဘူးဒါကျမတို့သိရမယ်လုံးဝမဝင်နိုင်ဘူးဆိုတော့ဘယ်မှာပဲသူကဗရမများထက်ထိုက်တန်တဲ့မိန်းမဖြစ်မလဲဆိုတော့အငယ်လေးမှာပေါ့နော်ပေတရုပထမစာဆောင်ခန်းကြီး3အငယ်လေးမှာဖယားသခင်ရှေ့မှာအဖိုးများစွာထိုက်တော်တဲ့တန်ဖိုးတအားကြီးတယ်တဲ့အဖိုးများစွာထိုက်တယ်ဆိုတာဗာလဲတန်ဖိုးသိပ်ကြီးတယ်လို့ပြောတာဖယားသခင်ရှေ့မှာတဲ့အဖိုးများစွာထိုက်တော်နူးညံ့ငြိမ်သက်ခြင်းတဘောလာပြီမိန်ကျမတို့ဖယားကိုရတယ်ဆိုပြီးမှကြမ်းတန်ဆဲဆိုပြီးမှနူးညံ့တိမ်မွေ့ခြင်းမရှိရင်စရင်မဝင်နိုင်ဗရမ ्या ထက်တန်ဖိုးရှိတဲ့သူစရင်မဝင်နိုင်ဘူးလူတိုင်းနဲ့တွေ့ရင်ရံဖြစ်တယ်လူတိုင်းကိုဆဲတယ်လိုင်းမှာဆဲတယ်လူနဲ့တွေ့ရင်ဆဲတယ်ဈေးသွားရင်ဈေးဝယ်တဲ့နေရာမှာဆဲတယ်အလုတ်လုတ်ရင်အလုတ်လုတ်တဲ့နေရာမှာဆဲတယ်တွေ့တဲ့နေရာတိုင်းမှာရံဖြစ်တယ်လူချမ်းကြီးမိမချမ်းကြီးဖယားမရတဲ့သူကအဲ့လိုဖြစ်တတ်တယ်ဖယားမရတဲ့သူကအတွင်းပိုင်းနူးညံ့ငြိမ်သက်ခြင်းမရှိဘူးအတွင်းပိုင်းငြိမ်သက်ခြင်းနူးညံ့ခြင်းတိမ်မွေ့ခြင်းမရှိဘူးဒါကြောင့်အဖိုးများစွာထိုက်သောနူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသောမဖောက်ပြန်မပြည့်စည်တတ်သောတစားဆင်ခြင်းရှိသောစိတ်နှလုံးဤအတွင်းလူဖြစ်စေပါဆိုတော့ကျမတို့ရဲ့အတွင်းလူကဖယားနဲ့အတူသွားလာတဲ့အခါမှာကျမတို့ရဲ့အတွင်းလူကဖယားနဲ့အဆက်အသွယ်အမြဲတမ်းရတဲ့အခါမှာအတွင်းလူကနူးညံ့သိမ်မွေ့လာတော့သူဖြစ်ရမယ်ဟာလေလုယာချမ်းတန်တဲ့မိန်းမကြိုက်လားသားတို့
ကျန်တန်တဲ့မိန်းမဆဲတက်တဲ့မိန်းမစပင်ဒီကုတ်ဆွဲပြီးမှကန်ရှင်တဲ့မိန်းမကြိုက်လားကြိုက်တယ်လို့ရှိရင်လက်မြောက်ပါအောင်အိမ်တော်မကြသေးတဲ့သားတို့မိန်းမဖြစ်ပြီးမှကြမ်းတမ်းပြီးမှစကားပြောဆဲဆိုးအိုးရန်ကာရက်ွက်ထဲမှာရန်ဖြစ်ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ယောက်ျားကိုရိုက်အာသမီးကိုနော်အမြင်လို့မကောင်းတော့အောင်သွေးထွက်တန်ယိုရိုက်နဲ့အိမ်နီးနားချင်းနဲ့ရန်ဖြစ်ဘဲကိုတွားရန်ဖြစ်ကြမ်းတမ်းလွန်းတဲ့မိန်းမမျိုးကိုတီလနဲ့ပြေဆုံးသောမိန်းမစည်ရင်ထဲမှာထည့်လို့မရအောင်တီလနဲ့ပြေဆုံးသောမိန်းမကဗဒမြားထက်တာ၍အဖိုးထိုက်တယ်ဆိုတာသူ့ရဲ့အတွင်းလူကောင်းလို့ဖြစ်တယ်ဟာလေလုယာသူ့ရဲ့အတွင်းလူကပြုပြင်ခြင်းကိုခံရပြီးတော့သူဖြစ်တယ်ကျမကြမ်းတမ်းခဲ့တယ်ကျမကကြမ်းတမ်းခဲ့တယ်ဘလို့ကြမ်းတမ်းလဲဆိုတော့ကျမအမ2ယောက်ဆိုရင်ကျမကချနိုင်တယ်အကြမ်းတမ်းခဲ့တယ်ကျမအထက်ကအမရဲ့ဒုတိယအမကျမတို့ကမိတ်ကပ်တွေလူတာလေအတူတူပတ်စံတဝက်စီထည့်ပြီးမှမိတ်ကပ်ဝယ်တာပေါ့8တန်းလောက်တုန်းက9တန်းလောက်တုန်းကအဲ့ဒါကိုသူတို့ကြီးပဲသုံးတယ်ဆိုပြီးကျမရံဖြစ်တာမိတ်ကပ်ကိုလည်းပေါက်သူတို့ကိုလည်းရံဖြစ်အင်ဂျီတွေဆွဲကျမတကယ်ချမ်းတမ်းခဲ့တယ်ကျမအဲ့လိုဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်ခဲ့တဲ့အရွယ်ကငယ်ရွယ်သေးတာလည်းပါမယ်ပြီးရင်ကြမ်းတမ်းတာလည်းရှိတယ်ကျမအထဲမှာကြမ်းတမ်းတာလည်းရှိတယ်ဒါပေမဲ့ကျမရဲ့ကြမ်းတမ်းတဲ့ကြမ်းတမ်းတတ်တဲ့အရာတွေကကျမ်းစာကြောင်းတက်တဲ့အခါမှာပထမနှစ်မှာဘုရားသခင်ကအဲ့ဒါကိုဖယ်ရှားပေးတယ်ဖယ်ရှားပေးတဲ့အနေနဲ့ဘယ်လိုလုပ်လဲဆိုတော့ကျမကလူတိုင်းနဲ့ရန်ဖြစ်တယ်ကျမအော်တယ်ဟေးနင်တို့ရဲ့စပင်မွေးတွေနင်တို့ရဲ့ဘီးတွေဘာဖြစ်လို့အလှပြင်ကနှစ်နေရာပဲရှိတယ်လေသူတို့ကဘီးတွေကိုသူတို့စပင်ဖြီးပြင်းသူတို့ရဲ့စပင်တွေနဲ့ဘီးကိုလို့ထားခဲ့တယ်လေစပင်မွေးတွေယူပြီးကိုယ့်ရဲ့ဘီးကိုကိုယ့်နေရာမှာတိမ်ပါဆိုပြီးကျမမနဲ့တိုင်းអော်တယ်ကျမစပင်ဆိုရင်မကြိုက်ဘူးယွန်းတယ်អော်တယ်ကျမကအမြဲတမ်းអော်တဲ့အခါမှာတနင်္ဂနွေနေ့ဆိုရင် duty မလုပ်တဲ့သူတွေအတွက်អော်တယ်ဘသူ duty လဲမင်္ဂလေးအဆောင်ငါတို့အဆောင်သေးစော်နန်းနဲ့ကျမတို့ရဲ့ရေချိုးခန့်အိမ်သားအမြင့်မှာကျမတို့အိတ်တဲ့နေရာအနှိမ့်ဆိုတော့လေးလာရင်တအားနန်တယ်တနင်္ဂနွေနေ့ဘသူ duty မလုပ်ဘူးလဲကျမအမြဲတမ်းអော်တယ်နောက်တော့ကျမကိုစွာလွန်းလို့ဆိုပြီးမှစွာစိလန်ဖြစ်သွားတာလေစွာစိလန်နော်စွာစိလန်ဖြစ်သွားတဲ့အခါမှာကျမကိုသူတို့ကအင်္ဂလိပ်လိုမပြောဘဲနဲ့ကလားလိုပေါ့နော်ကလားလိုဆရာတွေရှေ့မှာတိုင်တဲ့အခါဘယ်လိုပြောမှမသိဘူးဒါပေမဲ့ဆရာတွေကလာတဲ့အခါကျင်းခိုမန် are you in church are you monitor in this dome in ladies dome and are you in charge to shout at people no but why you shout every morningဆိုတော့ကျမလည်းနည်းနည်းပါရှင်းပြတယ်ပေါ့နော်အဲ့ဒါကတစ်နှစ်ပတ်လုံးပဲတစ်နှစ်ပတ်လုံးပြတဲ့အခါမှာကျမကဖျားစီမှာဆူတောင်းတယ်ကိုတော့အမှုတော်ဆောင်မဲ့သူကဒီလိုစိတ်တူပြီးအော်နေရင်ကိုတော့အသုံးပြုမှာလားဆိုပြီးမှကျမစက်ကတ်တယ်ကိုတော့ကျမကအမှုတော်ဆောင်ဖို့စက်ကတ်တာလေကျမတက္ကသိုလ်လဲတက်တယ်ရန်ကုန်မှာကျမမြန်မာလူမျိုးတွေနဲ့နေတယ်အဆောင်တိုင်းမှာကျမအဆင်ပြေတယ်ကျန်းစာကြောင်းရောက်မှကျမအဆင်မပြေဘူးကျမဘလို့ဖြစ်တာလဲကျမဘာလို့ဒီလောက်စွာနေတာလဲဆိုပြီးကျမကဖျားကိုပြန်မေးခွန်းထုတ်တယ်ဖျားကလေကျန်းတမ်းပြီးမှ good talk ဖြစ်တဲ့ဟာကိုဖယ်ရှားခြင်းလို့စွာစိလန်ကိုဖယ်ရှားခြင်းလို့အဲ့ဒီစွာစိလန်ကမပြောက်သေးဘူးပေါ့နော်ညိတ်နေတာအထဲမှာအဲ့ဒါနဲ့ကျမကတစ်နှစ်ပတ်လုံးအဲ့ဒီမှာကျမရံဖြစ်လိုက်တဲလိုက်ရံဖြစ်လိုက်အဆူခံရလိုက်ယုံခံရောက်လိုက်ဆရာကလာဆူလိုက်အဲ့လိုဖြစ်တာကျမနောက်တော့ကျမအမြဲတမ်းဆူတောင်းတယ်ကိုတော့ကျမလူတွေနဲ့ဘာလို့ရံဖြစ်ချင်တာလဲဘာလို့ကျမအော်တာလဲကျမဒီလိုမဖြစ်သင့်ဘူးပေါ့နော်နောက်တော့ကျမကဖျားကိုပြောတယ်ကိုတော့ကျမနူးညံ့တိမ်မွေ့တယ်အိမ်မွေ့တော်သူဖြစ်ချင်တယ်လူတွေနဲ့ရံမဖြစ်တော်သူဖြစ်ချင်တယ်
တီးခံနိုင်တော်သူဖြစ်ခြင်းနဲ့နူးညံ့တော်သူဖြစ်ခြင်းနဲ့ကျမကအမှုတော်ဆောင်ပါလေကျမကဒီလိုကြမ်းတမ်းနေရင်ကျမကဒီလိုစွာစိလန်နေရင်ကျမကိုလူတွေကဘယ်လိုလုပ်ပြီးလက်ခံနိုင်မလဲဆိုပြီးကျမအမြဲတမ်းငိုပြီးဆုတောင်းတယ်ဒါပေမဲ့တစ်နှစ်ပတ်လုံးဒါသွားနေတာပဲနောက်တော့ကျမကအစာရှောင်ဆုတောင်းတယ်ပြန်လာဖို့ဒုတိယနှစ်ပြန်လာဖို့ဖြစ်တဲ့အခါမှာ3ရက်အစာရှောင်နေကိုတော့ဒီအရာတွေဖယ်ရှားပေးပါကျမကျောင်းကိုပြန်ရောက်ရင်ဘယ်သူမှကိုကျမမအော်ဘူးဘယ်သူမှနဲ့လည်းရမဖြစ်ဘူးကျမအစေခံမယ်ဆိုပြီးကျမစက္ကတ်တယ်စက္ကတ်တဲ့အခါမှာ3ရက်အစာရှောင်ပြီးစက္ကတ်တဲ့ကျောင်းကိုရောက်သွားတယ်ကျမကအပေါင်းအသင်းလဲလိုက်တယ်ကျမနဲ့ရွယ်သူတွေနဲ့မပေါင်းတော့ဘူးကျမထက်ယဉ်ကျေးတဲ့မမတယောက်ရှိတယ်သူအဲ့ဒီယဉ်ကျေးတဲ့မမနဲ့ကျမdining hall သွားရင်သူနဲ့သွားတယ်ပြီးရင်ကျောင်းသွားရင်သူနဲ့သွားတယ်အမြဲတမ်းအဲ့ဒီမမနဲ့ကျမဆူတောင်းခန်းသွားရင်လည်းအဲ့ဒီမမနဲ့သွားတယ်သူကယဉ်ကျေးသိမ်မွေ့တယ်မနစ်ကကျမပေါင်းတဲ့ဟာတွေကလေကျမထက်ပိုချမ်းတဲ့လူတွေသူကကျမကိုဒုတ်အဖြစ်နဲ့တုံးတာလေနင်အော်ဆိုကျမလည်းအော်တယ်အဲ့လိုဆိုတော့နောက်တော့ကျမကအဲ့ဒီနူးညံ့သိမ်မွေ့တဲ့မမတယောက်နဲ့ပေါင်းပြီးမှကျမကဘလို့အစီခံတယ်လဲဆိုတော့Hello, friends. I'm taking your hair from combs I keep in your table. Okay? Are you okay? Yes, this is okay. Ako ma oro say can be. တနင်္ဂနွေနေ့ဆိုရင်ဖျားเจ้าကနေပြန်လာရင်နေပူပြီးမှပန်ကာတွေကဝဲနေတာအောက်မှာစပင်မွေးတွေနဲ့တပြက်စီကလည်းမလဲစာရွက်တွေကလည်းပြန့်နေတာဘတ်သူ duty လဲရေချိုးခန်းလဲ duty မလုပ်ကြဘူးအခန်းနေလဲဘယ်သူမှတန်ရှင်းမလုပ်ဘူးတနင်္ဂနွေနေ့ဆိုအများအားអော်ရတယ်ဒါပထမနှစ်ကကျွန်မအဲ့လိုអော်တာဒုတိယနှစ်ရောက်တော့ please all my friends I'm going to off the fan I'm going to sweep the floor I'm going to mop I'm going to clean the toilet ကျွန်မရဲ့ duty ဖြစ်မဖြစ်တနင်္ဂနွေနေ့ဆိုကျွန်မပုံမှန်စိတ်ခံတယ်ဟာလေလုယာအဲ့ဒီလိုကျွန်မရဲ့ကာရက်တာကိုပြောင်းနိုင်ဖို့ရန်နူးညံ့သိမ်မွေ့တော်သူဖြစ်လာဖို့ရန်ကျွန်မကကြံတန်ဂွတ်ထော်ဖြစ်နေတဲ့စွာစိလန်တဲ့ဟာကိုပထမနှစ်မှာဖျားသခင်ကကျွန်မရဲ့အထက်ကနေပေါ့နော်ရံဖြစ်ခြင်းနဲ့စိတ်ရှိတဲ့သူပေါ့နော်နည်းနည်းကြမ်းတန်ပြောခြင်းတဲ့သူပေါ့အဲ့ဒီဟာကိုဖျားသခင်ကပထမနှစ်မှာ deal လုပ်သွားတယ် God deals my anger နော်ကျွန်မရဲ့ anger ကျွန်မရဲ့ဒေါသတွေကိုဖယ်ရှားပေးဖို့ဖျားသခင်ကတစ်နှစ်ပတ်လုံးကျွန်မကိုဒီအခွင့်ကိုပေးလိုက်တယ်ဒုတိယနှစ်ကနေခဏအထိကျွန်မ perfect ဖြစ်သွားပြီဘယ်နေရာမှာလဲ perfect ကစိတ်ရှိခြင်းသိခံခြင်းနူးညံ့သိမ်မွေ့ခြင်းမှာဆိုတော့ကျွန်မပြန်လာတဲ့အခါမှာမကြုံရဘူးလားစိတ်ဆိုးဖို့ကြုံရတာပဲအမှုတော်မြတ်ထဲမှာမကြုံရဘူးလားကြုံရတာပဲအိမ်မှာမကြုံရဘူးလားကြုံရတာပဲဒါနဲ့ကျွန်မအမျိုးသမီးသင်တန်းပေးတဲ့အခါမှာတငယ်ချင်းတို့ငါတို့မိန်းကလေးတွေကရံဖြစ်တတ်တယ်နော်ရံမဖြစ်ရဘူးသူများနဲ့ခွန်းကြီးခွန်းငယ်ရံမဖြစ်ရဘူးယောသကသူ့ရဲ့တခင်45ရဲ့မိန်းမရဲ့သွေးဆောင်မှုကနေထွက်ပြေးတဲ့အခါမှာသွေးဆောင်မှုကိုထဲမှာမကြဘဲနဲ့ထွက်ပြေးတဲ့အခါမှာသူ့ရဲ့ဝတ်လုံတောင်ကြံခဲ့တယ်ထွက်ပြေးတယ်ငါတို့အမျိုးသမီးတွေကဘယ်ကနေထွက်ပြေးရမလဲဆိုတော့ရံဖြစ်မဲ့နေရာကနေထွက်ပြေးရမယ်ကျမအကျဉ်းထွက်ပြေးတယ်အကျဉ်းထွက်ပြေးတယ်ဘာလို့လဲဆိုတော့ရံဖြစ်မဲ့သူရှိလို့ပေါ့နော်ဒါကတော့သိစိတ်မိသားစုအကြောင်းတွေပြောရင်မကောင်းဘူးပေါ့နော်အမြဲတမ်းအပြစ်ရှာတယ်အမြဲတမ်းဘာဖြစ်တယ်ညာဖြစ်တယ်တွေရှိတယ်အဲ့ဒီအခါမှာသူမားရင်လဲငါမှန်ရင်လဲငါမပြောတော့ပါဘူးခွန်းကြီးခွန်းငယ်ပြောရင်နော်မိသားစုတွေဒီလိုပြောရင်မကောင်းဘူးဆိုပြီးကျမအမြဲတမ်းထွက်ပြေးတယ်တောင်းချမ်းလာပြီဆိုရင်ကျမအမြဲတမ်းထွက်ပြေးတယ်ဒါနဲ့ကျမအဲ့လိုသင်တန်းပြီးတဲ့အခါမှာအမျိုးသမီးတယောက်ကဆီယာမတဲ့ဆီယာကအဲ့ဒီလောက်စွာတာလားတဲ့ဆီယာနဲ့ရံဖြစ်ဖို့ရံဖြစ်တဲ့အခါဆီယာမထွက်ပြေးတာလားအမလေးမဟုတ်ပါဘူးဟဲ့လို့ဆီယာနဲ့ကျမတခါမှရံမဖြစ်ပါဘူးလို့ကျမအိမ်တော့မကြခင်အိမ်မှာလို့နော်အိမ်မှာတော့ရှိတာပေါ့နော်
ချွေးမတွေလည်းရှိမှာပဲရောင်မတွေလည်းရှိမှာပဲအကိုတွေရဲ့မိန်းမတွေအဲ့ဒါမျိုးတွေရှိတယ်ရှိတဲ့အခါမှာကျမနဲ့အမေကဘာမှမပြောတော့ဘူးမပြောဘူးဘာလို့မပြောဘူးလဲဖခင်ကိုရလို့ဟာလေလုယာပြောเสียရှင်သူတို့အော်တယ်အိမ်နီးနားချင်းကနင့်အမေအတန်လည်းမကြားရဘူးနင့်အတန်လည်းမကြားရဘူးအဲ့တယောက်အော်လိုက်တာမနဲ့မိုးလင်းရင်နေ့လဲညအော်လိုက်တာအော် तू ကသူ့ကို तू အစိုးမရလို့ပါမထိန်ချုပ်နိုင်လို့ပါအဲ့လိုပဲကျွန်မပြောတယ်ကျွန်မပြောချင်တဲ့သဘောကကျွန်မတို့ရဲ့အတွင်းလူကအမျိုးသမီးတိုင်းရဲ့အတွင်းလူကဘာဖြစ်ရမလဲနူးညံ့တိမ်မွေ့တော်သူဖြစ်ရမယ်ဟာလေလုယာနူးညံ့တိမ်မွေ့တော်သူကဘာစကားပြောမလဲကြမ်းတမ်းတဲ့စကားပြောမလားရိုင်းဆိုင်တဲ့စကားပြောမလားသူများကိုချိုးဖဲ့တဲ့စကားပြောမလားသူများကိုနစ်နာစေမဲ့စကားပြောမလားကျမတို့နူးညံ့လားမနူးညံ့လားအတွင်းလူကောင်းလားမကောင်းလားဘယ်ကနေ test လုပ်မလဲနှုတ်ပါဇက်ကနေထွက်တဲ့အရာကျမတို့ရဲ့နှုတ်ပါဇက်ကနေထွက်တဲ့အရာဒီနူးညံ့တိမ်မွေ့တော်သူဖြစ်ရင်ကိုချင်းစာတဲ့စကားတွေထွက်မယ်တနာကျင်နာတတ်တဲ့စကားတွေထွက်မယ်ကဲဒါဆိုရင်ဒါပထမအပိုင်းဖြစ်တယ်အခုကျမကမိခင်လို့ပြောရင်စကားတစ်လုံးနဲ့ပြီးပြည့်စုံတဲ့မိခင်เนาะဒါကဗဒများထက်ပါ၍အဖိုးထိုက်တန်တော့မိမเนาะတာ၍ထိုက်တန်သောမိမကအတွင်းလူကိုပြုပြင်တော်သူဖြစ်တယ်ထာဝရဘုရားကိုကြောက်ရွံ့တော်သူဖြစ်တယ်တီလနဲ့ပြည့်စုံတဲ့အမျိုးသမီးဖြစ်တယ်မိမဖြစ်တယ်ဆိုတော့ဒါကပရမကန္တမိခင်ကိုစကားတစ်လုံးလေးနဲ့အ내အဓိပ္ပာယ်ဖွင့်မယ် definition ပေးမယ်ဆိုရင်မိခင်တိုင်းသည်ပြုစုတော်သူဖြစ်တယ်ဟာလေလုယာမိခင်တွေကိုဘယ်လိုခေါ်မလဲပြုစုတော်သူယောက်ျားတွေကပါလေပြုစုခြင်းကိုခံရတော်သူမိန်းမတိုင်းကပါလေပြုစုတော်သူယောက်ျားတိုင်းကပါလေပြုစုခြင်းကိုခံရတော်သူကျွန်မကဆရာကြီးကိုပြောတယ်နင်သိက္ခာကောင်းတယ်မွေးကြရနင့်အမေကပြုစုခဲ့တယ်အိုးနတ်ချီတွေလည်းတုတ်ပေးတယ်အိမ်သားတွေလည်းစေးပေးတယ်ထမင်းကောင်းတွေခွန့်ကျွေးတယ်ဟို9နှစ်6နှစ်ရောက်လာတဲ့အခါမှာနင့်အမေကဆက်ပြီးမှနင့်ကိုကျောင်းမသွားခင်အကုန်လုံးလုပ်ပေးတယ်ကျောင်းကပြန်လာရင်စားဖို့အစဉ်သင့်လုပ်ပေးတယ်နင့်အမေအသက်ကြီးတဲ့အခါမှာနင့်အမတွေနင့်ညီမတွေကအိုးချက်ပြုတ်ပေးတယ်စပွဲထိုးပေးတယ်အိုးအကုန်လုံးအစဉ်သင့်လုပ်ပေးတယ်အခုနင့်မိန်းမကလုပ်ပေးတယ်ဆိုတော့ယောက်ျားတွေကကံမကောင်းဘူးလားကံမကောင်းဘူးလားမွေးကြရဘယ်သူကပြုစုလဲမိခင်ရဲ့အိုမင်းရင်ရော်လာတဲ့အခါမှာဘယ်သူကပြန်ပြုစုလဲအမတွေညီမတွေသူတို့ပကံမစေးရဘူးကျမတို့အိမ်မှာဆိုရင်လေအကိုတွေမောင်တွေကပကံမစေးရဘူးမိန်းကလေးတွေကပကံစေးရတယ်တပြည့်စည်းလဲဆိုမိန်းကလေးအခုခေတ်တော့အဲ့လောက်ကြီးမဟုတ်တော့ဘူးကျမတို့အမေတွေကတားတွေဆိုရင်တော့ရွှေလိုပဲနော်ဘယင်လိုထားတာမိန်းကလေးတွေဆိုရင်တော့လေခိုင်ဖတ်ကျွန်မပြောတယ်ငါလို့မိန်းကလေးတွေမှာအငယ်ဆုံးလို့အမေကခိုင်းတယ်အကိုတွေကခိုင်းတယ်အမတွေကခိုင်းတယ်ခိုင်ဖတ်အခုတည်းကငါကိုငါခိုင်းနေရတယ်ခုတော့ဘယ်သူမှမခိုင်းကိုကနဲ့ကိုမလုပ်ရင်လုပ်ပေးမဲ့သူမရှိဘူးဆိုတော့ကျွန်မကတော့လို့ငယ်ကလေးကခိုင်းဖတ်အခုတည်းကကျွန်မကဘယင်မမဖြစ်သေးဘူးလို့ဒါပေမဲ့မိခင်ရဲ့လို့ဖြစ်လာရင်ပြုစုလို့တဲ့စိတ်ကအလိုလိုပါပြီးသားဖြစ်တယ်ဟာလေလုယာမပြုစုတတ်ရင်တော့မိခင်မဖြစ်ဘူးပေါ့မပြုစုချင်ရင်တော့မိခင်မပီတဘူးပေါ့မိခင်ဆိုတာကပြုစုတော်သူဖြစ်တယ်ဘယ်လိုပြုစုရမလဲဆိုတာသင်တန်းတက်ဖို့လိုလားမလိုဘူးဖယားကပေးပြီးသားမိခင်ရဲ့လို့ဖြစ်လာရင်ပြုစုတော်သူဖြစ်ရမယ်ဆိုတော့မိခင်ကပြုစုတော်သူဖြစ်လို့ပေါ့ဒီမှာတုတ်တန်31မှာသူဤသားအငယ်28သူဤသားသမီးတို့သည်ထ၍အမိကိုကောင်းကြီးပေးတယ်သူရဲ့လင်ယောက်ျားကလည်း29မှာလူမျိုးသမီးတို့သည်ကောင်းမွန်စွာပြုကြပြီတို့ရာတွင်တင်သည်ထိုသူအပေါင်းတို့ထက်လွန်ကဲပြီကျမတို့သားသမီးတွေကိုပြုစုလားမပြုစုလားကောင်းကောင်းမွန်မွန်ချက်ကျွေးလားမချက်ကျွေးလားသူတို့အစဉ်ပြေအောင်လှုပ်ပေးလားမလှုပ်ပေးလား
ဘေးပတ်ဝန်းကျင်ကတိမလားကိုအိမ်သားကတိမလားဘေးပတ်ဝန်းကျင်ကတိမလားကိုအိမ်သားတိမလားကိုအိမ်သားကတိမဆိုတော့ဒီမိခင်ကိုဘသူကကောင်းကြီးပေးလဲသူ့ရဲ့သားသမီးတဲ့ဟာလေလုယာသားသမီးကဗါတဲ့လေသူ့ရဲ့သားသမီးတို့ကထ၍အမိကိုကောင်းကြီးပေးတယ်ကောင်းကြီးပေးတယ်လို့ပြောတဲ့အခါမှာအမေတော်လိုက်တာအမေဟင်းချက်တာကောင်းတယ်အမေဒီလိုလှုပ်ပေးလို့ကျေးဇူးတင်တယ်အမေရေအမေအတွက်ကျွန်တော်ဘာမှမလုပ်ပေးနိုင်ပေမဲ့အမေလှုပ်ပေးတဲ့အရာတွေအားလုံးအရာတိတ်ကောင်းတယ်ကျောင်းမှာအဆင်ပြေတယ်အမေအဆင်ပြေအောင်ပြင်ဆင်ပေးလို့ကျွန်တော်ကျောင်းမှာဒီလိုဖြစ်တယ်ကျမကျောင်းမှာဒီလိုဖြစ်တယ်အမေအမြဲတမ်းဒါမျိုးတွေပြင်ဆင်ပေးပါဆိုပြီးမှအမေကိုကောင်းကြီးပေးတယ်ဆိုတာအမေကိုကျေးဇူးတင်တာဖြစ်တယ်ဟာလေလုယာဆိုတော့မိခင်တယောက်ကပြုစုတော်သူဖြစ်နေတဲ့အတွက်သားသမီးတွေကအရင်ဦးဆုံးခံစားရမယ်ဒုတိယဘယ်သူကခံစားမလဲပြောပါဘယ်သူကခံစားမလဲသားသမီးပြီးရင်ဖခင်တွေကခံစားတာပေါ့ဖခင်တွေကလေ privileged people ခွင့်ထူးခံအကုန်လုံးအစင်သင့်ဖြစ်အောင်လုပ်ပေးရတယ်ဘာလို့လဲပြုစုဖို့တာဝန်ဘယ်သူကပေးတာလဲဖခင်ကပေးထားပြီးပြီဟာလေလုယာဖခင်ကမိခင်တွေကိုလင်ယောက်ျားကိုပြုစုဖို့သားသမီးကိုပြုစုဖို့လိုလေသေးမရှိမိခင်တယောက်ကဘယ်လိုပြောလဲဆိုငါဆက်ချုပ်ရမယ်မနဲ့ဖြန်ဆိုရင်အိယာဝင်ရင်တဲ့မနဲ့ဖြန်ဆိုရင်ငါဆက်ချုပ်တာကိုနှစ်ယောက်ကလာယူမယ်10နာရီနဲ့12နာရီကြားမှာငါမပြီးရင်မရဘူးဒါဆိုတော့ငါသားက9နာရီကျောင်းသွားမယ်ငါသမီးကဘယ်နှစ်နာရီကျောင်းသွားမယ်ငါ6နာရီထားမှဖြစ်မယ်အိုးသူတို့အတွက်ငါဒီလိုလုပ်ရမယ်သူတို့ကျောင်းပို့ပြီးပြီငါတို့စားဖို့ပြင်ပြီးပြီဆိုရင်10နာရီမှာကျမဆက်ချုပ်တယ်အိုးငါသားဘယ်အချိန်ပြန်လာမယ်ငါသမီးကိုဘယ်အချိန်ကြိုရမယ်ငါကလေးအငယ်ဘယ်အချိန်မှနိုးမယ်အဲ့ဒါကိုအိယာထဲမှာမနဲ့ဖြန်အတွက်အစီအစဉ်တွေကိုမနှဲဆွဲရတယ်တဲ့အကုန်လုံးအလင်းမီအောင်ငါယောက်ျားကအလုတ်သွားတဲ့အခါမှာထဲဖို့ထမင်းလုပ်ရမယ်သူပြန်လာရင်သူ့ကိုဘလို့ဆိုပြီးမှကျမအကုန်လုံးမအိတ်ခင်မှာတဲ့နောက်တစ်နေ့အတွက်စီမံရတယ်တဲ့မအိတ်ရဲသေးဘူးတဲ့အကုန်လုံးစီမံကိန်းတွေဆွဲပြီးအဲ့ဒီအတိုင်းကျမနိုးရတယ်တဲ့မဟုတ်ရင်အကုန်လုံးကမောက်ကမဖြစ်မယ်ဆိုတော့မိခင်တယောက်က best manager in the house မိသားစုတစ်ခုလုံးမှာ manager လို့ပြောရင်ဘယ်သူဖြစ်မလဲမိခင်သူလူတွေကတော့အတွင်းပါပြည်ထဲရေးဝင်ကြီးတဲ့ပြည်ထဲရေးဝင်ကြီးစီကနေငါအခွင့်မရလို့တဲ့ငါမင်းတို့နဲ့တောက်စားဖို့မလာနိုင်ဘူးဆိုတဲ့ယောက်ျားတွေရှိတယ်လေပြည်ထဲရေးဝင်ကြီးဆိုရင်တော့တိတ်အထင်မကြီးနဲ့သူမိန်းမကိုပြောတာကျမတော့ပြည်ထဲရေးဝင်ကြီးလို့တော့မပြောလို့ manager အိမ်တစ်ခုလုံးကို manage လုပ်တာဘာတူလဲအမေ home sweet home ဖြစ်ဖို့လဲအမေလက်ထဲမှာရှိပါတယ်ဆိုတော့တုတ်တန်ဆက်ဒါကြောင့်မို့သူ့ယောက်ျားကလည်းမိန်းမတကာတို့ထက်လွန်ကဲပြီးမင်းကကောင်းလွန်းတယ်လို့ဘာလို့ပြောတာလဲကောင်းလွန်းလို့ပေါ့ဘာလို့ပြောလဲကောင်းလွန်းလို့ပေါ့ပြုစုတဲ့နေရာမှာတော်လွန်းလို့ပေါ့ကျမကဆရာကိုကျမတို့ဟာတာနော်ဒါဆရာကိုကျမဖဲ့ခြင်းလို့လည်းမဟုတ်ဘူးဆရာကိုကျမငါနင့်ပေါ်မှာအစိတ်ခံပါတယ်ငါပြုလည်းပြုစုပါတယ်ဟင်းနေလည်းအကောင်းဆုံးအမြဲတမ်းချက်တယ်ငါကြိုက်တဲ့ဟင်းတော့ငါမချက်ဘူးနင်အဲ့ဒီလိုမျိုးဟင်းကြိုက်တယ်ဆိုငါအဲ့ဒီလိုမျိုးဟင်းကိုမရမကသွားဝယ်တယ်ချက်တယ်နေ့တိုင်းနင်ဟင်းထမင်းဟင်းမမိန်မာဆိုလို့ငါအမြဲတမ်းစဉ်းစားရတယ်အကောင်းဆုံးလဲချက်ပြီးတယ်အကောင်းဆုံးလဲငါအစေခံတယ်အမြဲတမ်းနင်ကိုအစင်တင့်ဖြစ်အောင်ငါအကုန်လုပ်ပေးတယ်စုလဲတောင်းပေးတယ်ဒါပေမဲ့နင်ငါ့ကိုမချီးကျူးဘူးလို့ကျွန်မပြောတယ်ကျွန်မဆရာကဘာပြောလဲသိလားမိမဗမာတွေကပြောတယ်တဲ့မိမဆိုတာတေမချီးမွမ်းရမယ်တဲ့သွားပြီငါကတော့သွားပြီချီးကျူးခြင်းမရတော့ဘူးဆိုတော့ကျမရဲ့အတုပကြရင်လာကြပေါ့နော်
तू ကလည်းကျမကိုစတာပါစတာလေဒါနဲ့ကျမအော်ဗမာတွေကအဲ့လိုပြောလားချင်းတွေကမပြောဘူးလို့ဗမာတွေကတဲ့မိန်းမဆိုတာတဲ့တေမချီးမွမ်းရမယ်တဲ့ဒါပေမဲ့အတိုင်းတာတစ်ခုထိသူဂျေဇုတင်တဲ့အကြောင်းနဲ့ပြောလာပါတယ်ဒါကတော့ကျမကကိုအမွန်းတင်တာမဟုတ်ဘူးကျမတာဝန်ကြည်တယ်ဆိုတာကျမသိလို့သူ့ကိုပြောရဲတာပေါ့နော်ဆိုတော့မိခင်ဆိုတာပြုစုတော်သူကျင့်နာတော်သူမေတ္တာကြွယ်ဝတော်သူဖြစ်တယ်ဟာလေလုယာမေတ္တာဘယ်ကနေကြွယ်ဝလာတယ်လဲဖယားစီကနေဖယားကိုကြောက်ရွံ့တော်သူလည်းဖြစ်တယ်ဒါကြောင့်မို့ဗတ္တများထဲတာ၍ထိုက်တန်တယ်လို့ပြောတယ်ဒါဒီအပိုင်းဒုတိယပိုင်းခုတတိယပိုင်းသွားမယ်မိခင်နှစ်ယောက်အကြောင်းကျွန်မပြောမယ်ကာနန်အမျိုးသမီးနဲ့ဟာနအကြောင်းကိုပြောချင်တယ်စုတောင်းတဲ့မိခင်နှစ်ယောက်အကြောင်းကိုကျွန်မပြောချင်တယ်ကာနန်အမျိုးသမီးကသူ့ရဲ့သမီးငယ်နှက်ဆိုးဆွဲတယ်ဆိုပြီးမှမဿဲ15မှာကြည့်ရင်ရှိတယ်နော်မဿဲ15မှာဆိုတော့ तू ကဖယားယေရှုကြွလာတာကိုတွေ့တဲ့အခါမှာဒါဝိဒ်ရဲ့သားတော်ကျမသမီးကိုကယ်ပါကျမသမီးကိုကယ်ပါယေရှုကဂယုစိုက်သလားမစိုက်ဘူးစကားတခုမဟာဘူးဒါနဲ့ तू ကနောက်ကနေလိုက်ပြီးអော်နေတဲ့အခါတပည့်တော်တွေကပြောလဲဟေးဒီမိန်းမကိုတော့တိတ်ဆိတ်နေဖို့ပြောပါမဟုတ်ရင်អော်ပြီးမှလိုက်နေမယ်အနောက်ကနေလိုက်နေမယ်လို့ပြောတဲ့အခါမှာယေရှုကဘာမှမပြောသေးဘူးဒါဝိရဲ့သားတော်ကျမသမီးကိုကယ်ပါလို့ပြောတယ်နောက်ဆုံးကြမှာယေရှုကဘာပြောလဲအေးငါကပျောက်ဆုံးတဲ့ဣတိလလူမျိုးတွေအတွက်ပဲလာတယ်တဲ့ဒါပေမဲ့ကာနန်အမျိုးသမီးကဒါဝိရဲ့သားတော်ကျမသမီးကိုကယ်ပါနှက်ဆိုးဆွဲနေတယ်ကယ်ပါလို့စက်တိုက်អော်နေတယ်နောက်တော့ယေရှုကဘာပြောလဲခွေးရဲ့အစာကိုတဲ့I'm sorry သားသမီးရဲ့အစာကိုတဲ့ခွေးကိုကျွေးရမလားတဲ့ကာနန်အမျိုးသမီးကဘာပြောသေးလဲဟုတ်ကဲ့ကျမခွေးပဲဒါဆိုရင်ကျမထွက်သွားတော့မယ်ကျမကဣတိလလူမျိုးမဟုတ်ဘူးဣတိလလူမျိုးတွေကဂျန်တိုင်းလူမျိုးကိုဘာလို့သတ်မှတ်တာလဲခွေးလို့သတ်မှတ်တာခွေးလို့သတ်မှတ်တဲ့လူတွေကကဲတင်ချင်းရပြီးမှဣတိလလူမျိုးဖြစ်တဲ့ဣသရေလလူမျိုးတွေကအခုယေရှုကိုမရသေးဘူးဒါကြောင့်သူ့ရဲ့ကောင်းကြီးကဖခင်ရဲ့ယေရှုရဲ့ကောင်းကြီးကဣသရေလလူမျိုးအတွက်လာပေမဲ့ဂျန်တိုင်းလူမျိုးအပေါ်မှာတက်ရောက်တယ်ဟာလေလုယာဆိုတော့ငါကပျောက်ဆုံးတဲ့ဣတိလလူမျိုးအတွက်ပဲလာတယ်သားသမီးရဲ့အစာကိုခွေးကိုငါမကျွေးရမှာလားလို့ပြောတဲ့အခါမှာကာနန်အမျိုးသမီးကပြောလဲဆိုတော့အော်ဟုတ်ကဲ့ခွေးကျမကခွေးဖြစ်ရင်တောင်မှကိုရော်ရဲ့စပွဲပေါ်မှာတည်ခင်းထားတဲ့သားသမီးရဲ့အစာကိုကျမမတောင်းဘူးခွေးဆိုရင်တောင်မှစနုပ်စပေါက်ကိုစားရတယ်မဟုတ်လားဂျေဇုအနှဲငယ်မပြုတ်နိုင်ဘူးလားဒီမှာကျမတို့ဘာသင်ခန်းစာယူမလဲဆိုတော့ကျမတို့မိခင်တိုင်းဒီဆုတောင်းတော်မိခင်ဖြစ်ရမယ်ကျမတို့ရဲ့ပြဿနာဒီဟိုပြေးဒီပြေးဟိုပြောဒီပြောရမှာမဟုတ်ဘဲနဲ့ဖယားသခင်ရှေ့တော်မှောက်မှာအမြဲတမ်းကြွေးကြော်ပြီးမှတောင်းပန်ပြီးမှအတနာခံရမှာဖြစ်တယ်မိခင်တိုင်းဒီဆုတောင်းတော်မိခင်ဖြစ်ရမယ်ဟာလေလုယာဓမ္မတာလင်ဗတ္တများထဲတာ၍အဖိုးထိုက်တန်တော်မိခင်တွေဖြစ်မှာဖြစ်တယ်ဆိုတော့သူကအဲ့ဒီလိုတောင်းတဲ့အခါမှာချက်ချင်းအဖြေမရဘူးအဖြေမရတဲ့အပြင်နော်အမျိုးသူ့ကိုပြောတဲ့အခါမှာစိတ်ဓာတ်ကျသွားဖို့အခြေအနေရှိတယ်ဒါပေမဲ့သူစိတ်ဓာတ်ကျလား Testing of your faith will promote your spiritual life ကျမတို့ရဲ့ faith မိခင်ရဲ့ယုံကြည်ခြင်းကိုဖခင်က testing လုပ်တယ်ဘာလို့ testing လုပ်လဲကျမတို့ကို promote လုပ်ခြင်းလို့ယာထူးတိုးစေခြင်းလို့ကျမတို့ကိုမြင့်တင်ပေးခြင်းလို့ဘာလို့မြင့်တင်ပေးမှာလဲကျမတို့ဝိညာဉ်ရေးရာမှာယဉ်ကျက်တော်သူဖြစ်ဖို့ကျမတို့မိခင်တိုင်းမှာ
သားသမီးတွေဖျားတဲ့အခါမှာဆရာကြီးဆူတောင်းပေးပါအိုးဘသူကြီးဆူတောင်းပေးပါပြောလို့ရပါတယ်ပြောလို့ရပါတယ်အကူအညီတောင်းလို့ရပါတယ်ဒါပေမဲ့ပင်တိုင် fighter ဆူတောင်းတယ်ဆိုတာ fighter နော်ကျမတို့ကလူတွေနဲ့ရံဖြစ်မှာမဟုတ်ဘူးဖယားရှိမှဆူတောင်းတာတိုက်ပွဲဝင်တာဖြစ်တယ်ကျမတို့က fighter ဖြစ်တယ်အဲ့ဒီအခါမှာကျမတို့ကဆူတောင်းတဲ့အခါမှာတခါမရတာနဲ့နောက်ဆုတ်သွားဖို့မဟုတ်ပဲနဲ့အဖြေရတဲ့အထိဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်အဖြေရတဲ့အထိကျမတို့တောင်းရမှာဖြစ်တယ်ဟာလေလုယာကျမတို့ဒီနို့ဘူးဆိုတဲ့မိခင်တွေမဖြစ်ဘူးမဖြစ်ရဘူးနို့ဘူးဆိုတဲ့မိခင်ဆိုတာဘာလဲဝိညာဉ်ရေးရာမရင်ကျက်တော်သူနို့ဘူးဆိုတဲ့မိခင်ဘာလဲဝိညာဉ်ရေးရာမရင်ကျက်တော်သူခဲပွေသောအစာကိုစားနိုင်တော်သူအသားနဲ့အယိုးတွေကိုကိုက်ပြီးမှအစာကြေခဲတဲ့အစာကိုစားနိုင်တဲ့ရင့်ကျက်တဲ့မိခင်တွေဖြစ်ရမယ်ဆိုတော့မိခင်တယောက်ကိုဘုရားသခင်ကဘယ်လိုရင့်ကျက်အောင် test လုပ်တယ်လဲဆိုတော့သူ့ရဲ့ဘဝရဲ့ခက်ခဲမှုကိုဘုရားစီကိုခေါ်လာယူဆောင်လာတဲ့အခါမှာဘုရားက okay yes ချစ်ချင်းအဖြေမပေးဘူးကျမလည်းချစ်ချင်းအဖြေမရဘူးအချိန်ပေါင်းများစွာချက်ချင်းအဖြေမရဘူးအခုထက်ထိလည်းအဖြေမရသေးဘူးဒါပေမဲ့ကျမလက်မြောက်အရှုံးပေးပြီးစုမတောင်းတော့ဘူးလို့ကျမမနေဘူးဘာဖြစ်လို့လဲကျမရဲ့ယုံကြည်ခြင်းကိုဖယားသခင်က testing လုပ်နေတယ်ဆိုတာကျမသိတယ်ဟာလေလုယာဒါကြောင့်ကာနန်အမျိုးသမီးကသူ့ရဲ့ကလေးကိုယေရှုကစနုပ်ဒီကလေးရဲ့အစာကိုတဲ့ခွေးကိုကျွေးရမလားလို့ပြောတဲ့အခါမှာဟုတ်ကဲ့ကျမကခွေးဖြစ်ရင်တော့မှစပွဲပေါ်ကနေကြတဲ့စနုပ်စပေါက်လေးတော့စားခွင့်မရှိဘူးလားလို့ပြောတဲ့အခါမှာ great is your faith အိုးကာနန်အမျိုးသမီးသင်ရဲ့ယုံကြည်ခြင်းအင်မတန်ကြီးမားတယ်မိခင်ရဲ့ယုံကြည်ခြင်းကဘယ်အချိန်မှာကြီးမားတယ်ဆိုတာပြသနိုင်မလဲဆိုတော့ကိုသားသမီးပြဿနာတွေဖြစ်မယ်ကိုသားသမီးတွေနေမကောင်းဖြစ်မယ်ဆိုရင်အဖေတွေကတော့စေယုံပို့ဖို့နော်ဒါမှမဟုတ်ငွေရှာဖို့မအားမလတ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့မိခင်ကတော့အချိန်ပြည့်ဘသူစီမှာကိုယ့်ရဲ့သားသမီးကျမ်းမာဖို့သွားရမလဲဆိုတော့ဖယားသခင်စီမှာပဲဆုတောင်းရမှာဖြစ်တယ်ဒါကြောင့်ဆရာတွေဆုမတောင်းခိုင်းနဲ့ဘယ်သူမှဆုတောင်းအကူအညီမတောင်းနဲ့မဟုတ်ဘူးကျမတို့ကိုယ်တိုင်ကကိုယ်သားသမီးအတွက်ဆုတောင်းရမယ်ဟာလေလုယာဆုတောင်းတဲ့မိခင်သည်ဗဒ္ဓများထက်သာ၍အဖိုးထိုက်တန်တယ်ဟာနအကြောင်းကျမပြောချင်တယ်ဟာနကသူ့မှာဘာparticularly ပေါ့နော်သူ့ရဲ့အာသာချက်ကလေးရှိတယ်သူ့ရဲ့အာသာချက်ကလေးကဘာလဲဆိုတော့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး1အငယ်9မှာဟာနကိုချစ်သောကြောင့်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး1အငယ်9ဟာနကိုချစ်သောကြောင့်နဆသောအဖို့ကိုပေး၏တို့ရာတွင်ထာဝရဘုရားသည်ဟာနအားသားဖွာသောအခွင့်ကိုပေးတော်မမူတဲ့ဟာနကိုဘုရားသခင်ကသားဖွာတဲ့အခွင့်မပေးဘူးသူ့ယောက်ျားမှမိန်းမ2ယောက်ရှိတယ်ကျန်တဲ့မိန်းမကသူ့မှာသားသမီးတွေရှိတယ်ဟာနမှာခလေးမရှိဘူးဖယားသခင်ကသားဖွာခွင့်မပေးဘူးတဲ့ဒါက intentionally ပေါ့နော် intentionally ဖယားသခင်ကတကယ့်ကိုရည်ရွယ်ချက်ရှိနဲ့သူ့ကိုခလေးမပေးတာဖြစ်တယ်ဒါကြောင့်ကျမတို့မိခင်တိုင်းရဲ့အသက်တာမှာလေကြုံဆုံသမျှဒီအိုးကန်ဆိုးလိုက်တာအိုးငါကြမှာဒီလိုဖြစ်ရသလားအိုးငါကြမှာငါယောက်ျားတည်ရသလားငါကြမှာမုတ်ဆိုးမှဖြစ်ရသလားအိုးငါကြမှာဆင်းရဲရသလားငါကြမှာငါယောက်ျားဒီလိုပဲယောဂါတွေဖြစ်ပြီးမှငါကြမှာဒီလိုဖြစ်ရသလားမဟုတ်ဘူးဖယားသခင်ကကျမတို့ကိုကြုံဆုံစေသမျှအရာဒီaccidentally ဖြစ်တာမဟုတ်ပဲနဲ့ကျမတို့အတွက်အကျိုးဖြစ်ဖို့အလို့ငါတမင်တက်ဘုရားသခင်ကကျမတို့ဘဝမှာဖြတ်တန်းရတဲ့အခွင့်ကိုပေးတဲ့အရာတွေရှိတယ်ဒါကိုမိခင်တိုင်းကနားလည်ရမယ်ဆိုတော့ဟာနက तू ကခလေးမရတာကဘုရားသခင်ကသူ့ကိုမပေးတာဒီခလေးမရခြင်းအဖြစ်အောက်မှာဖတ်ကြည့်
ရန်သူကသူ့ကိုတော်တော်ညှင်းဆဲတယ်တဲ့ရန်သူလို့ပြောတဲ့အခါမှာအခြားမိန်းမတယောက်လေအဲ့ဒီမိန်းမကခလေးရှိတဲ့အခါမှာအမြဲတမ်းသူ့ကိုကဲ့ရဲ့မှာပေါ့ကဲ့ရဲ့ပြီးမှလေအဲ့နဲ့ तू ကဒီဗိမာန်တော်ကိုလာပြီးမှသူတို့ဖျားရှိခိုးဖို့ရန်တစ်နှစ်မှတစ်ကြိမ်ဗိမာန်တော်ကိုလာပြီးမှရှိုင်လော့ဆိုတဲ့မြို့မှာပေါ့နော် prophet Eli စီမှာဗိမာန်တော်မှာလာတဲ့အခါမှာသူ့ယောက်ျားကအကောင်တွေကိုတတ်ပြီးမှသူ့ဟိုမိန်းမနဲ့သူ့သားသမီးတွေကိုကဲမင်းတို့ဒီမှာရစ်ပူဇော်ဖို့ဒီအကောင်ရဲ့သားတွေဆိုတဲ့အခါမှာဟာနာကိုသူတို့ထက်ပိုပြီးတော့များတဲ့ရစ်ပူဇော်ဖို့အကောင်ကိုပေးတယ်တဲ့သူ့ယောက်ျားဒါပေမဲ့ဟာနာမကျေနပ်နိုင်ဘူးရှိုင်လော့ကိုလာတိုင်းဗိမာန်တော်ကိုလာတိုင်းသူထမင်းမစားနိုင်ဘူးဘာလို့လဲဆိုတော့သူ့မှာသားသမီးတွေမရှိဘူးကျမတို့မှာအားနည်းချက်ဘုရားသခင်ကပေးတတ်တယ်ကျမတို့ကိုဘုရားသခင်ကလိုချင်တာအကုန်ယော့ဆိုပြီးမပေးဘူးဒီမှာကြည့်ရင်ဟိုမိန်းမကအားတာနေတယ်ဘုရားရဲ့ကောင်းကြီးကိုခံစားတယ်ဟာနာကကောင်းကြီးမခံစားရဘူးသားသမီးမရှိတဲ့အတွက်ဒါပေမဲ့ဟာနာကတကယ်ကောင်းကြီးခံစားဖို့အကြောင်းရှိတဲ့အတွက်တမင်တက်ဘုရားသခင်ကသူ့ရဲ့ဝမ်းပိုက်ကိုမဖွင့်ပေးတာဖြစ်တယ်အဲ့ဒီအခါမှာသူ့ရဲ့ရန်သူကသူ့ကိုအမြဲတမ်းဒီရှိုင်လော့ကိုလာတဲ့အခါတိုင်းဗိမာန်တော်မှာတစ်နှစ်တစ်ခါဝတ်ပြုတဲ့တိုင်းရန်သူကသူ့ညှဉ်းပန်းတဲ့အတွက်သူကဘယ်တော့မှထမင်းမစားဘူးထမင်းမစားဘဲနဲ့ तू ကငိုးပြီးမှဆူတောင်းတယ်ဆူတောင်းတဲ့အခါမှာယစ်ပရောဟိတ်အေလီကတော့မှဘာပြောလဲဆိုတော့မင်းအချင်းမိန်းမမင်းရစ်မူးပြီးမှဝိုင်နေတောက်ပြီးမှဒီလောက်ထိမင်းနေသလားဝိုင်ကိုတော့မတောက်နဲ့တော့နော်မင်းမူးလွန်းနေပြီဆို तू ကပါလေဗိမာန်တော်တိုင်နားမှာထိုင်ပြီးမှဗဇက်ပဲလှုပ်တယ်တဲ့ဗဇက်ပဲလှုပ်ပြီးမှစိတ်အတွင်းထဲကနေဆူတောင်းနေတယ်အဲ့ဒီအခါမှာအေလိယကပြောလဲဆိုတော့မင်းရစ်မူးချင်းကိုရှောင်တော့တစ်ချိန်လုံးစပြစ်ဝိုင်ကြီးပဲမတောက်နဲ့ဆိုပြီးမှပြောတာဖြစ်တယ်အဲ့ဒီအခါမှာဟာနာကပြောလဲဆိုတော့အငယ်15မှာဟာနာကလည်းမဟုတ်ပါအရှင်ကျမသည်စိတ်ညှိုးငယ်သောမိန်းမဖြစ်ပါ၏စပြည့်ရည်ကိုမတောက်ပါတေရီတေရက်ကိုမတောက်ပါထာဝရဘုရားရှိတော်၌စိတ်နှလုံးကိုသွန်းလောင်းလျက်နေပါ၏တဲ့ကျမတို့ရဲ့ကြိုးပဲ့ခြင်းကျမတို့ရဲ့ကြေကွဲခြင်းကျမတို့ရဲ့ဝမ်းနည်းခြင်းကကောင်းပေ၏ဝိညာဉ်ဖို့ဖြစ်ရမယ်ဟာလေလုယာပြန်ပြောရအောင်ကျမတို့ရဲ့ကြေကွဲခြင်းမပြည့်စုံခြင်းဝမ်းနည်းခြင်းအားလုံးကဘာဖြစ်ရမလဲကောင်းပေ၏ပြန်ပြောမယ်ပြန်ပြောမယ်ဘယ်တော့မှဝိညာဉ်အတွက်ကိုမရည်ရွယ်ပဲနဲ့ဖခင်ကတမင်တက်ဟာနာကိုဒီလိုမပေးဘူးဒီလိုဘဝမရင်ဆိုင်စေရဘူးဒါပေမဲ့ဟာနာကိုဘာလို့ဒီဘဝမျိုးဖြတ်တန်းစေတယ်လဲဆိုတော့ဟာနာရဲ့ကြေကွဲမှုဟာနာရဲ့ညှိုးငယ်မှုဟာနာရဲ့နှိမ်ချမှုဟာနာရဲ့ဝမ်းနည်းမှုအားလုံးဒီဖခင်ဘုန်းတော်ပြန်ထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာသူဒီလိုကြေကွဲမှတော်ကာကြပါလေဟုတ်တယ်မလားခါလေကျမတို့ရဲ့ဘဝမှာလေဒီလိုကြေကွဲမှတော်ကာကြမယ်ကျမသမီးတအားပညာတတ်မယ်အိုးတအားတော်မယ်ဆိုရင်ကျမလည်းသူများသားသမီးကိုချင်းစာတတ်ချင်မှစာတတ်မယ်ကျမသမီးကိုယ်တိုင်ကဖျားဘက်မှာမလှဲ့တဲ့အခါမှာကျမနေတိုင်းကြီးပေါက်ကြပြီးဆူတောင်းတဲ့အခါမှာတနေ့ငါသမီးအဲ့ဒီလိုဖြစ်လာမယ်ဆိုပြီးယုံကြည်ခြင်းနဲ့ဆူတောင်းတဲ့အခါမှာသူများသားသမီးကိုကျမဝေလည်းမဝေဖန်ရဲဘူးသူများတွေဒီလိုရှိတယ်ဆိုရင်ဟုတ်လားဆိုပြီးကျမမကြားတယ်လို့ပဲနေတယ်ဘာလို့လဲကိုသားသမီးလည်းမကောင်းဘူးသူများတွေကိုကျမတို့ကကိုချင်းစာပေးဖို့သူများအတွက်ဆုတောင်းပေးနိုင်ဖို့ရန်ကျမတို့ကဖြတ်တန်းရတယ်ဟာလေလုယာမကောင်းတာတော့မကောင်းဘူးဖြတ်တန်းတဲ့အချိန်မှာဒါပေမဲ့ကောင်းပေဤဘာအတွက်လဲဝိညာဉ်ဖို့ကျမရဲ့ဝိညာဉ်ရေးရာကကျမတို့ရဲ့သားသမီးတွေမကောင်းတာနဲ့နစ်နာသွားပြီးမှဖျားနဲ့ဝေးသွားမှာမဟုတ်ဘဲနဲ့ကျမရဲ့ဝိညာဉ်ရေးရာကကျမဘဝမှာခက်ခဲမှုကြုံလေဝိညာဉ်ရေးရာချွန်ထက်လေဖြစ်ရမယ်ဟာလေလုယာဒါကဖျားရဲ့ရည်ရွယ်ချက်ဖျားရဲ့ရည်ရွယ်ချက်က
ကျမတို့ရဲ့ဆင်းရဲဒုက္ခအားဖြင့်ဖယားကိုစွန့်ခွာပြီးထွက်ပြေးသွားဖို့မဟုတ်ဘဲနဲ့ကျမတို့ဒီဖယားကိုတာ၍ချင်းကပ်ပြီးမှတာ၍ကြေကွဲပြီးမှဖယားအရာကိုရတတ်ဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီအခါမှာသူကစိတ်နှလုံးကိုတွန်းလောင်းနေတယ်ကျမကစိတ်ညှိုးငယ်တော့မိန်းမဖြစ်တယ်လို့ပြောတဲ့အခါမှာဒီအေလီကဘာပြောတယ်လဲဆိုတော့သူကပြောသေးတယ်ကိုရောဤကျွန်မကိုအငယ်16မှာနော်ကိုရောဤကျွန်မကိုအဓမ္မမိန်းမဟူ၍မမှတ်ပါနဲ့ညီတန်းစရာအကြောင်းဝမ်းနည်းစရာအကြောင်းများသည်ဖြစ်၍ယခုတိုင်အောင်ရှောက်နေပါသည်ဟုပြန်ပြောတော့အေလိယက16မှာနော်အေလိယကငြိမ်ဝှက်စွာသွားလော့ယခုစုတောင်းသည့်အတိုင်းဣတိလအမျိုးဤဖယားသခင်ပေးသနာတော်မူပါစေတော်ဟုမွတ်ဆိုဤအငယ်18မှာဟာနာကလည်းကိုတော်ဤကျွန်မသည်ရှေ့တော်၌မျက်နာရပါစေတော်ဟုလျှောက်ပြီးမှခြားနာတော်မျက်နာနှင့်တွား၍အစာစားလေ၏တဲ့အဖြေကရသွားပြီအဖြေဘယ်မှာရသွားပြီလဲအေလီကပြောတဲ့အချိန်ဟာသူအဖြေရသွားတဲ့အချိန်ဖြစ်တယ်ဟာလေလုယာအေလိယဘာပြောလဲမင်းစုတောင်းတဲ့အတိုင်းရမယ်ကျွန်မပြောမယ် prophet တို့ယေဘရဟိတ်တို့ဆိုတာကဖယားနဲ့တထပ်သေးဖြစ်တယ်ဖယားနဲ့တထပ်သေးဖြစ်တဲ့အခါမှာယေဘရဟိတ်ပါဇက်ကနေမင်းစုတောင်းတဲ့အတိုင်းငြိမ်ဝှက်စွာသွားပါမင်းစုတောင်းတဲ့အတိုင်းဣတိလအမျိုးရဲ့ဖျားသခင်ပေးသနာတော်မူပါစေတော်ဆိုတဲ့အချိန်မှာသူအဖြေရသွားပြီတားရသွားပြီဟာလေလုယာသူတားရသွားတဲ့အခါမှာသူကဘယ်တော့ကသူကခလေးရရင်ဘလို့လုပ်မယ်ဆိုတာဘယ်မှာစုတောင်းတယ်လဲဆိုတော့အငယ်7မှာအိုကောင်းကင်ဘိုချေအရှင်ထာဝရဘုရားကိုတော်ဤကျွန်မကိုမေ့လျော့တော်မမူပဲကိုတော်ကျွန်မဤစင်ရဲခြင်းကိုကြည့်ရှုအောင်မေ့သဖြင့်တားယောက်ျားကိုပေးသနာတော်မူလျင်သူဤသပင်ရိတ်ခြင်းကိုအလင်းမပြုတသက်လုံးထာဝရဘုရားဤကျွန်ဖြစ်စေခြင်းကကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေ၏ကျမတို့ကဆုတောင်းတဲ့အခါမှာဘုရားသခင်စီမှာဆုတောင်းတဲ့အခါမှာဂတိကဝတ်နဲ့ဆုတောင်းရတယ်ဂတိကဝတ်ဘုရားသခင်ဒီပိုက်ဆံပေးပါဒီငွေကြေးပေးပါဒီလိုချီးမြှောက်ပါကျမရဲ့လိုချင်တာအကုန်ပေးပါအဲ့လိုပြောလို့မရနိုင်ဘူးအဲ့လိုပြောရင်ဆုတောင်းခြင်းအဖြစ်မရနိုင်ဘူးဒါပေမဲ့ကျမတို့ရဲ့ဆုတောင်းခြင်းသည်ဖယားအတွက်ဖယားအဖို့အလို့ငါပြန်လဲပြီးမှစက္ကအနံပါမယ်ကိုရောအဖို့ပဲဖြစ်ပါမယ်ဒီကလေးကိုပေးပြီးမှကျမကိုမမေ့လျော့ပဲနဲ့သားသမီးယရနာပေးရင်ကျမမမောက်မာဘူးကျမမဝါကြွားဘူးလူတချို့ရှိတယ်နော်ကောင်းကြီးတွေတောင်းတယ်ပညာတွေတောင်းတယ်အဆင့်အတန်းတွေတောင်းတယ်ငွေရေးကြေးရေးတွေတောင်းတယ်တောင်းတဲ့အချိန်မှာတော့ဘုရားစီမှာဘယ်လိုလေးတောင်းတယ်လဲကျိုးကျိုးနုံနုံလေးမတောင်းဘူးလားပြီးရင်အဲ့ဒီကောင်းကြီးမင်္ဂလာရသွားတဲ့အခါကျိုးနုံသေးလားဘယ်လိုကြီးဖြစ်သွားပြီလဲဆက်ဆံလို့တော့မရတော့ဘူးစကားပြောလို့တော့မရတော့ဘူးတအား height mood ဖြစ်သွားပြီသူတို့ကိုသူတို့လေအမြင့်ဆုံးကိုရောက်တယ်လို့ပဲအဲ့ဒါမျိုးကဘုရားသခင်ပေးခြင်းတဲ့ကောင်းကြီးမင်္ဂလာကအဲ့ဒီလိုလူမျိုးပေါ်မှာဘုရားကမနစ်သက်ဘူးကျမတို့ကကောင်းကြီးတစ်ခုခုကိုတောင်းရင်ဖယားဘုံတော်အတွက်ပဲတောင်းရမှာဖြစ်တယ်ဖယားအတွက်ပဲပြန်ပေးရမှာဖြစ်တယ်ဟာလေလုယာယာထူးမြင့်တာဖြစ်ပါစေဖယားဘုံတော်အတွက်ငွေရေးကြေးရေးပြေလဲရင်လည်းဖယားသခင်ယေရှုကိုမမေ့ဖို့ကိုယ့်ရဲ့ကောင်းကြီးအားလုံးကဖယားအတွက်ပြန်ဖြစ်ရမယ်အဲ့ဒီအခါမှာဟာနာကဒီလိုဂတိကဝတ်နဲ့တစ္ဆာပြုတဲ့အခါမှာပြန်ပြီးမှအငယ်24မှာအငယ်24 25 26နော်ဖတ်ရအောင်နှုတ်ကွာပြီးမှအသက်3နှစ်ရှိသောနွားတကောင်မုံညက်တအေဖာစပြည့်ရည်တဘူးနဲ့တကွသူငယ်ကိုဆောင်သွား၍ရှိလောမြို့၌
ထာဝရဘုရားဤအိမ်တော်သို့ရောက်လေ၏ထိုအခါသူငယ်သည်အသက်နုသေး၏နွားကိုတတ်၍သူငယ်ကိုအေလိထံသို့တွင်လျက်ဟာနာဤကျွန်မဤသခင်ကိုရောဤအသက်ရှင်သည်ကိုရောအသက်ရှင်သည့်အတိုင်းကျွန်မသည်ယမန်တခါဤအရ၌ကိုရောအနားမှရက်လျက်ဆုတောင်းသောမိန်းမဖြစ်ပါ၏29-28ထိုအခါဤသူငယ်ကိုရမည်အကြောင်းဆုတောင်းပါ၏တောင်းသည့်အတိုင်းထာဝရဘုရားသည်ပေးသနာတော်မူပြီးထို့ကြောင့်ကျမသည်သူကိုထာဝရဘုရားအားချေးငှားပါပြီသူသည်တစ်သက်လုံးထာဝရဘုရားထံတော်၌အငှားခံ၍နေရပါမည်သခင်ဟုလျှောက်ပြီးမှထိုအရ၌ထာဝရဘုရားကိုကိုးကွယ်ကြ၏ဆိုတော့ရှမွေလတယောက်အေလိရဲ့လက်အောက်မှာယစ်ပရောဟိတ်နဲ့ပရောဖက်ကြီးတပါးဘုရားရှင်အသုံးပြုတဲ့ပရောဖက်ကြီးတပါးဖြစ်ဖို့အေလိရဲ့လက်အောက်မှာယစ်ပရောဟိတ်အရိုက်အရာကိုအေလိရဲ့သားတွေကရလားယစ်ပရောဟိတ်အရိုက်အရာနဲ့ပရောဖက်အရိုက်အရာကိုအေလိသားတွေကရလားမရဘူးဘယ်သူကရလဲရှမွေလဘယ်သူကစက္ကတ်တာလဲမိခင်ရဲ့စက္ကတ်မှုဟာလေလုယာမမေ့ကြစုနဲ့မိခင်ရဲ့စက္ကတ်မှုဒီမသေးငယ်ဘူးဟာလေလုယာသေးငယ်တယ်လို့မြင်ရပေမဲ့ကြီးမားတဲ့ဖျားလူတယောက်ဖြစ်လာဖို့မိခင်ကစက္ကတ်တာတစ်ခုတည်းမဟုတ်ဘူးဂတိပေးတာတစ်ခုတည်းမဟုတ်ဘူးဂတိလည်းတည်တယ်ဟာလေလုယာဂတိမတည်ဘူးလားတည်တယ်ပြီးလို့ရှိရင်အသက်ငယ်သေးတယ်လေ3-5နှစ်မှာဒီကလေးနဲ့ခွဲမယ်ဆိုတော့မနှမျောဘူးလားမနှမျောဘူးလားမတနာဘူးလားတနာမှာပဲဒါပေမဲ့ဒီမိန်းမကတီလနဲ့ပြည့်စုံသောမိန်းမဖြစ်တယ်ဗတ်တများတဲ့တာ၍အဖိုးထိုက်တန်တဲ့မိန်းမဖြစ်တယ်ဒါကြောင့်မို့သူဒီဖယားသခင်ရဲ့လက်မှာငါအပ်ပြီးသားပဲဖယားကငါ့ကိုပေးတော့ငါကိုရောအမှုကိုဆောင်ဖို့လို့ကျမကတောင်းတာငါကငါသားကိုငါစီမှာထားခြင်းနဲ့ဒါပေမဲ့9 နှစ်ပြည့်ပြီငါသွားပို့မယ်ဆိုပြီးမှအေလိလက်ထဲကိုပို့လိုက်တယ်အေလိလက်ထဲကိုပို့ပြီးမှရှမွေလကိုဖျားသခင်ကရှမွေလ3 ကြိမ်ခေါ်ပြီးတဲ့အခါမှာအေလိကဘာပြောလဲတစ်ကြိမ်ခေါ်တိုင်းသွားပြန်အိတ်ငါမခေါ်ဘူးတစ်ကြိမ်ခေါ်တယ်ပြန်အိတ်ငါမခေါ်ဘူး3 ကြိမ်တိုင်တိုင်အေလိစီကိုသွားတယ်အေလိကအဲ့ဒီအခါမှာရိပ်မိတယ်ရှမွေလမင်းကိုဖျားကခေါ်တာဖြစ်လိမ့်မယ်ရှမွေလလို့ခေါ်ရင်အခု4 ကြိမ်မြောက်ခေါ်ရင်မင်းဖျားသခင်အကျွန်ုပ်ရှိပါတယ်ကိုတော့မိန့်ပါလို့ပြောပါဆိုပြီးမှငယ်ရွယ်တဲ့အချိန်မှာပင်လျင်ဖယားသခင်ကရှမွေလကိုခေါ်ပြီးမှစကားပြောတယ်အေလိရဲ့မိသားစုပေါ်မှာကြာရောက်မဲ့အရာတွေသူတို့ဣတိလလူမျိုးတွေစစ်ရှုံးမဲ့အရာတွေသူ့သားတွေတည်မဲ့အရာတွေအားလုံးကိုရှမွေလစီမှာဖယားသခင်ကပရောဖက်ပြုရတဲ့အခွင့်ကိုပေးပြီးပြီဆိုတဲ့အခါကျတော့ကျွန်မပြောချင်တာဒီအကြောင်းအရာတွေဖြစ်ရခြင်းဒီသူ့အမေရဲ့စက္ကပ်မှုဖြစ်တယ်ဟာလေလုယာဘယ်သူရဲ့စက္ကပ်မှုလဲမိခင်ရဲ့စက္ကပ်မှုမိခင်ရဲ့စက္ကပ်မှုဖယားအတွက်ဖြစ်ပါစေဒါကြောင့်မို့ကျမတို့မိခင်တိုင်းသည်ဆုတောင်းတော်မိခင်ဖြစ်ရမယ်ဖယားနဲ့အတူသွားလာတော်မိခင်ဖြစ်ရမယ်အရာခတ်သိမ်းမှာနှိမ်ချပြီးမှနူးညံ့တိမ်မွေ့တဲ့သဘောနဲ့ကျမတို့အသက်ရှင်ရမယ်အပြင်ပန်းတရံကိုပဲအလှပြင်တာမဟုတ်ဘဲနဲ့နူးညံ့တိမ်မွေ့သောအတွင်းလူကိုပြင်ဆင်ပြုပြင်တော်သူဖြစ်ရမယ်ဆုတောင်းတော်မိခင်ဖြစ်ရမယ်ဒါမှသာလျှင်ဗတ္တများထက်ပါ၍အဖိုးထိုက်တော်မိခင်တွေဖြစ်မယ်ဆိုတာကိုကျွန်မအနေငယ်မိခင်တိုင်းအတွက်တိုက်တွန်းအားပေးခြင်းတာဖြစ်တယ်အရောက်တိုင်းပေါ်မှာဖျားရှင်သူပဲကောင်းကြီးပေးပါစေ